လူကြီးမင်းတို့ရဲ့နေ့စဉ်ဘဝကိုပုံပုံလွယ်ကူစေမဲ့ product အသစ်ရောက်ရှိလို့လာပါပြီမင်္ဂလာပါကျွန်တော်တို့ IME ကုမ္ပဏီစီတို့ product အသစ်တစ်ခုထပ်မံရောက်ရှိလို့လာပါပြီဒီ product ကတော့ရွှေတောင်သူတွေအတွက်လက်တွေ့ဘဝမှာအသုံးဝင်မဲ့ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်ဈေးကွက်ထဲမှာလည်းအခုရရှိနိုင်မှာဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့မိတ်ဆက်ပေးမဲ့ product လေးကတော့တရုတ်နိုင်ငံYDO Corporation ကနေပြီးတော့ထုတ်လုပ်ဖြန့်ချီတဲ့YDO NN8 မြင်းကောင်ကြီး105ကောင်ထွန်းဆက်အမျိုးအစားပဲဖြစ်ပါတယ်ဗျNN8 မြင်းကောင်ကြီး105ထွန်းဆက်ရဲ့ engineer ဆိုရင်4A3A model လေးလုံးတို့ cylinder ကိုတက်ဆင်အသုံးပြုပေးထားပြီးတောက်ချာချာ intercooler ဒီဇယ် water cool စတဲ့စနစ်တွေပါရှိတဲ့အတွက်ပေါ့နော်ရှွတ်နွန်ဘွက်နဲ့တောင်တက်တောင်ဆင်းနေမှာပေါ့နော်မြင်းကောင်ကြီးအား105ကောင်အားနဲ့ကျွန်တော်တို့ထွန်းရက်ဆိုင်ပြီးအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဗျတာစိုက်တွေအနေနဲ့နောက်တာမှာဆိုရင်18434အမျိုးအစားနဲ့ရှစ်တာမှာဆိုရင်14924အမျိုးအစားကိုတက်ဆင်အသုံးပြုပေးထားပြီး ground clearance အနေနဲ့ကတော့ပေါ့450 mm ရှိရတဲ့အတွက်ပေါ့နော်ဂီယာပေါင်းနဲ့ရေးကြီးနဲ့ပို့တိုက်မှုမရှိပါဘူးเนาะစိတ်ကြယုံကြည်စွာမောင်းနေအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဗျဂီယာချက်အနေနဲ့ရှေ့စနက်ချက်နောက်စနက်ချက်စိုက်ကုန်နိုင်သောရှက်တယ်မျိုးစားကိုတက်ဆင်အသုံးပြုပေးတဲ့အတွက်ညင်ညင်ညောင်းညောင်းနဲ့လူကိုတက်တာစေမဲ့ထွန်းသက်သတိပဲဖြစ်ပါတယ်ဗျဗီဒီယိုပိုင်းမှာဆိုရင်940နဲ့ပေါ့နော်ကျွန်တော်တို့1000 rpm မှာအသုံးပြုနိုင်မှာဖြစ်ပြီးတော့hydraulic ဝင်မှာအနေနဲ့ကတော့ကျွန်တော်တို့ကီလိုဂရမ်3000အထိပေါ့နော်ကျွန်တော်တို့မတင်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့မိတ်ဆက်ပြသပေးခဲ့တဲ့ YDO NN8 မြင်းကောင်ကြီး105ကောင်ကိုpre-order မှာယူဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ online phone number တွေဖြစ်တဲ့ပေါ့နော်4လုံး9ခု260တို့ဆက်သက်စုံစမ်းမှာယူဝယ်ယူနိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျ